အကယ်၍တင်ဟာလူတစ်ယောက်ကိုတတ်ဖယ်ပြီးအဲ့ဒီလူတတ်မှုကိုခရိယန်ဖုံးတော်ကြီးထံမှာဝန်ခံလိုက်မယ်ဆိုရင်အဲ့ဒီဖုံးတော်ကြီးဟာဒီအကြောင်းကိုဘသူကိုမှဘယ်တော့မှထုတ်ဖော်ပြောကြားပိုင်ခွင့်မရှိပါဘူးဒါကိုဝန်ခံခြင်းဤဂစိတ်ခန့်နှိမ့်ဆက်ခြင်းလို့ခေါ်ဆိုပြီးဒီစည်းကမ်းကိုချိုးဖောက်ခဲ့ဖုံးတော်ကြီးဟာဘာသာရေးအတိုက်အဝန်းကနေထာဝရထုတ်ပယ်ခြင်းခံရမှာဖြစ်ပါတယ်ဒါပေမဲ့အကယ်၍တင်ဟာအဲ့ဒီဖုံးတော်ကြီးရဲ့မိခင်အရင်ကိုတတ်တော်မယ်လို့ဝန်ခံလိုက်ရင်ဟောဘာဖြစ်မလဲဒီချင်းဒီမှာလဲဖုံးတော်ကြီးအနေနဲ့နှုတ်ဆက်နေရဆဲဖြစ်ပါတယ်သူဟာသူ့မိခင်ကိုတတိမပေးနိုင်သလိုရဲကိုလည်းဖုံးဆက်မကိုင်းနိုင်ပါဘူးသူ့မိခင်ကိုကာကွယ်ဖို့အတွက်သူမော့ရဲ့အိမ်ရှိမှာသွားထိုင်နေလို့တောင်မရပါဘူးဘာဖြစ်လို့လဲဆိုတော့သူလှုပ်ဆောင်လိုက်တဲ့ဘယ်လုပ်ရမဆိုဟာသူကြားသိခဲ့ရတဲ့ဝန်ခံချက်ကိုတွယ်ဝိုက်ပြီးထုတ်ဖော်ပြသသလိုဖြစ်သွားနိုင်လို့ပါဒါဆိုရင်အကယ်၍ဖုံးတော်ကြီးတစ်ပါးကအဲ့ဒီဝန်ခံချက်ကိုချိုးဖောက်ပြီးတခြားဖုံးတော်ကြီးထံမှာတွားရောက်ဝန်ခံခဲ့ရင်ရောဘာဖြစ်မလဲအဲ့ဒီဒုတိယမြောက်ဖုံးတော်ကြီးဟာလေဘသူကိုမှပြန်ပြောလို့မရပြန်ပါဘူးဘာဖြစ်လို့လဲဆိုတော့အခုအဲ့ဒီဝန်ခံချက်ဟာလေဝန်ခံခြင်းတစ်စိတ်နဲ့ပဲပြန်လဲပိတ်ကြုံခံရပြီးဖြစ်လို့ပါပဲ